နှစ်မြောက်ပေါ့နော်ဒီနေ့ကအရန်အကောင်းဆုံးစူးစမ်းထားတဲ့ရွှေသေးဦးကလေရွှေသေးဦးကုမ္ပဏီနဲ့လက်တွဲဖြစ်ရတဲ့အကြောင်းရင်းကတော့နံပါတ်1ကျွန်တော်အရေးသွေးတွေကိုအရန်ကြိုက်တဲ့အတွက်ကျွန်တော်လက်တွဲဖြစ်သွားတာပါတနည်းထက်တနည်းရောင်းကကောင်းလာတာဒါကတော့အရေးသွေးကောင်းလို့တောင်သူကလက်ခံတာပေါ့ကျွန်တော်တို့ကအရေးသွေးမကောင်းကျွန်တော်တို့ထိုးရောင်းလည်းအဆင်မပြေဘူးလေလူစံတာစုကင်းဝါကိုရရှိတာဦးတန်းထွန်းအောင်စီပါစာရွှေစင်တိုင်းဒီလိုခြေသေးကနေပြီးတော့ကျွန်တော်တို့ဒီကားစုကိုထိုက်တဲ့တန်းကြီးမြင့်အတွက်အလုံးဝမ်းသာပါတယ်ကုန်လဲယူပါတယ်လက်တွဲသွားဖို့ကတော့ဖြည့်အများကြီးလက်တွဲသွားဖို့သင်ရှိပါတယ်ဖိတ်ကြားရတာနဲ့အမတ်တရဓာတ်ဖြစ်ပါတယ်ရွှေသေးဦးကုမ္ပဏီနဲ့လည်းကျွန်တော်တို့ကိုယ်စားလှယ်တွေကိုဒီလိုမျိုးတခန်းတနာနဲ့လုပ်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ရွှေသေးဦးကဒါဆိုတက်တာက3နှစ်မြောက်ပေါ့နော်ဒီနေ့ကအရန်အကောင်းဆုံးစူးစမ်းထားတဲ့ရွှေသေးဦးကလေပျော်ရွှင်ပါတယ်အဆင်ပြေပါတယ်ရင်ခုန်မှုတွေလည်းရှိပါတယ်ဘာလို့လဲနေအတိအကျကိုယ်စားလှယ်နဲ့တွေးဆုံရတော့ဆိုတော့မိတ်တစ်ဆွေတွေတိုးတာပေါ့ဗျာအဲ့လိုမျိုးမိတ်စစ်ဘယ်နေရာတော့မိတ်စစ်တွေတိုးတော့ကောင်းတာပေါ့ဗျာတောင်သူဦးတို့ရွှေပြပြုတ်နဲ့ရွှေသေးဦးလာပါပြီကုမ္ပဏီနဲ့လက်တွဲဖြစ်ရတဲ့အကြောင်းရင်းကတော့နံပါတ်1ကျွန်တော်အရေးသွေးတွေကိုအရန်ကြိုက်တဲ့အတွက်ကျွန်တော်လက်တွဲဖြစ်သွားတာပါကျွန်တော်ဆိုင်ရဲ့ policy ကကျွန်တော်က quality fat အရေးသွေးကိုဦးစားပေးပြီးတော့ကျွန်တော်ရောင်းချခြင်းတယ်ဘာပဲတောင်းသူတွေတစ်ချိန်နဲ့ကျွန်တော်ထိထိရောက်ရောက်ဒီဆေးတွေကိုသုံးဆွဲစေချင်တာပေါ့နော်အဲအကြောင်းကိုကျွန်တော်ဆေးတွေကိုအမျိုးမျိုးကျွန်တော်စမ်းသပ်တယ်ဒီကုမ္ပဏီရဲ့ CEO ကိုယ်တိုင်ဆိုင်ကိုရောက်လာတဲ့အခါမှာကျွန်တော်အာမခံချက်တောင်းတယ်ဒီဆေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုအာမခံချက်ပေးနိုင်မလဲကျွန်တော်သုံးပြီးတော့အစင်မပြေလို့ရှိရင်ကျွန်တော်ပြန်ရောမယ်အဲ့လောက်ထိအောင်ကျွန်တော်တောင်သူကိုပြောပြီးအာမခံပြီးတော့ကျွန်တော်ရောင်းခဲ့တယ်အဲအကြောင်းကိုတောင်သူရဲ့ယုံကြည်မှုကိုအချိန်တိုတွင်းမှာလည်းကျွန်တော်ရရှိခဲ့ပါတယ်ရွှေသေးဦးဒီပစ္စည်းတွေကိုလည်း product တွေကိုလည်းပဲရောင်းလဲရောင်းရပါတယ်မြန်မာနိုင်ငံလုံးရောင်းအကောင်းဆုံးဆု Champion of the Year ဆုကိုပထမဆုအနေနဲ့ရရှိသွားတာကတော့အောင်စီတာစိုက်တွင်းစေးဆိုင်ကိုယ်စားလှယ်ဦးတန်းထွန်းအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခက်အခဲတွေရာသီဥတုဖောက်ပြန်မှုတွေပြီးနိုင်ဈေးလုံးရောကြမှုတွေနဲ့အခက်အခဲများစွာကိုကုမ္ပဏီနဲ့အတူရင်ဆိုင်ကြိုဖြတ်ခဲ့ရတဲ့နေကြောကကြတဲ့ပုံစံများအားလုံးကိုဒီနေ့လုပ်တဲ့ပွဲကတီးတက်ပုံပြတဲ့ပွဲတွေဖြစ်ပါတယ်။ဒါကိုဈေးကွက်ထဲမှာဘယ်လိုစိန်ခေါ်မှုမျိုးတွေပဲကြုံရပါစေ။ကျမတို့ရွှေသေးဦးကုမ္ပဏီအနေနဲ့လူချင်းမင်းတို့ရဲ့လုပ်ငန်းတွေပတ်ဖို့အဆင်ပြေဖို့အောင်မြင်ချောမွေ့ဖို့အတွက်ကျမတို့ကရေရှည်ဤတဲ့ခိုင်မြဲအောင်အဖက်ဖက်ကနေပြီးတော့အကောင်းဆုံးကူညီပံ့ပိုးပေးသွားပါမယ်လို့ကျမအနေနဲ့ပြောကြားလိုပါတယ်။ကုမ္ပဏီပစ္စည်းလေးတွေကို2024 2025ပေါ့အစောစီလောက်ကနေပြီးတော့ရောင်းချပေးတာတောင်သူတွေကိုဒီအချိန်ကာလလေးတွင်းမှာလည်းတောင်သူတွေကသူ့ရဲ့ကြီးသွေးကိုလည်းလက်ခံတယ်ပေါ့ရောင်းချတာအဆင်ပြေတယ်ကုမ္ပဏီကလည်းပစ္စည်းပေါ်မှာအာမခံပြီးတော့ကျွန်တော်တို့ဆိုင်သမားတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့တောင်သူပေါ်မှာထုတ်ကုန်ကိုဈေးသက်သက်နဲ့ရမယ် quality လည်းကောင်းမယ်နောက်ကိုယ်တည်းအတွက်အကျိုးမြတ်ရှိမယ်အကျိုးမြတ်လည်းရှိတယ်နောက်သူက PR မပေးဘဲနဲ့ဖြည်းဖြည်းစီ target တွေပါ PR မပေးဘဲနဲ့ဖြည်းဖြည်းချင်းစီသူကဆွဲလက်တွဲခေါ်တဲ့အတွက်လက်တွဲဖြစ်တာပါအဓိကတော့ကျွန်တော်တို့ဒီလုပ်ငန်းဆိုတာတယောက်နဲ့တယောက်တိုင်ပင်ပြီးတော့အကောင်းဆုံးအခြေအနေလုပ်တာလေအဲ့အတွက်ဒီရွှေသေးဦးကုမ္ပဏီနဲ့ကျွန်တော်တို့ကိုလည်းအဆင်ပြေချောမွေ့အောင်အများကြီးလှုပ်ဆောင်ပေးတယ်ရောင်းချတာပဲဖြစ်ဖြစ်တောင်သူတွေကွင်းစင်းတာပဲဖြစ်ဖြစ်အဲ့လိုတွေအကြောင်းကျွန်တော်လက်တွဲဖြစ်တာဟုတ်ဒီတက်မကလည်းစောင်းဆိုလဲစောင်းမိုးဆိုလဲမိုးတော့လက်တွဲပြီးတော့အကောင်းဆုံးလောက်ကင်သွားမှာပါဟုတ်ကဲ့
ဝင်သုံးဆွဲလို့ရပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်တို့လည်းတောင်သူတူပဲကျွန်တော်တို့ကိုယ်တိုင်လည်းသုံးထားတော့အဆင်ပြေပါတယ်သူကလည်းအချိုးတွေအများရှိတော့အခုမှကြက်သွန်အတွက်အချိုးလည်းအချိုးသက်ရှိတယ်ပြောင်းအတွက်လည်းအချိုးသက်ရှိတယ်အာလူအတွက်လည်းအချိုးရှိတယ်ဆိုတော့တောင်သူတွေရွေးချယ်စရာတွေအများရှိတော့ဗောတနည်းထက်တနည်းရောင်းအားကောင်းလာတာဒါကတော့အရေးသွေးကောင်းလို့တောင်သူကလက်ခံတာဗောကျွန်တော်တို့ကအရေးသွေးမကောင်းကျွန်တော်တို့ထိုးရောင်းလည်းအဆင်မပြေဘူးလေအရေးသွေးကောင်းတော့တောင်သူကလက်ခံတာတနည်းထက်တနည်းရောင်းအားပိုကောင်းလာတယ်အဲ့လိုမျိုးဗောပစ္စည်းရဲ့အရေးသွေးကောင်းလို့ပြောတာတော့စိတ်တော့လှုပ်ရှားတာပေါ့ပြောပါနဲ့ကျွန်တော်ဂုံလေးယူပါတယ်ဒီလိုခြေသေးကနေပြီးတော့ကျွန်တော်တို့ဒီကားစုကိုထိုက်တဲ့တန်းကြီးမြင့်အတွက်အလုံးဝမ်းသာပါတယ်ဂုံလေးယူပါတယ်လက်တွဲသွားဖို့ကတော့ဖြစ်အများကြီးလက်တွဲသွားဖို့သိရှိပါတယ်ဒီရရှိတဲ့ပုံမှာလည်းတို့ဒီကားနဲ့လည်းကျွန်တော်တို့ခီးပို့ရောက်သွားတာပေါ့လေအတုံးချပြီးတော့နောက်တစ်ခါလုပ်ငန်းတွေလည်းနောက်ထပ်တိုးချဲ့ဖို့ဝန်ထမ်းတွေနဲ့စီစဉ်ထားပါတယ်ဟုတ်ဒီကတော့စေတနာနဲ့ပါပဲစေတနာနဲ့ယုံကြည်မှုပါပဲเนาะကျွန်တော်တို့ကကိုကြီးမှလာတဲ့တောင်သူတွေကိုဆင်ပြေအောင်လို့စေတနာနဲ့တက်လုပ်ပြီးတယ်နောက်တစ်ခါဒီစေတနာထုတ်လုပ်တဲ့ပစ္စည်းတွေကိုလည်းကျွန်တော်တို့ကယုံကြည်နဲ့တောင်သူလက်ထဲကိုအကြောင်းအန်နေလိုက်တယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကသွားနေတာပါပဲရထမ်းမြေဩဇာဓာတ်မြေဩဇာစတဲ့စိုက်ပျိုးရေးသုံးပစ္စည်းများကို2019ခုနှစ်မှာစတင်တင်သွင်းပြီးဈေးကွက်အတွင်းကိုစတင်ဝင်ရောက်လာခဲ့တဲ့ကံဖြစ်ပါတယ်။အနေနဲ့တင်သွင်းတဲ့စိုက်ပျိုးရေးသုံးပစ္စည်းတွေအားလုံးပါလေနိုင်ငံများစစ်မီ ISO သမိုင်းအခြေခံတဲ့စိတ်ဝင်တဲ့ပြည်တွင်းဖြန့်ချိတာဖြစ်ပါတယ်ရွှေသူကုမ္ပဏီရဲ့အခုလက်ရှိထုတ်နေတဲ့ဆေးဝါးတွေကိုအနည်းငယ်ကြမသွားပဲလက်ရှိအတိုင်းမြင့်တင်ထားပေးဖို့ကျွန်တော်အကြံပြုလိုပါတယ်နောက်တစ်ချက်ကတော့တောင်သူတွေပေါ့နော်ရွှေသူကုမ္ပဏီရဲ့ဆေးဝါးတွေကိုအယုံကြီးကြီးနဲ့ပြောလက်ခံသုံးစွဲပေးဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ပေါ့နော်ဟုတ်ကိုယ်စတဲ့ကြီးများကိုဂုဏ်ပြုညစာစားပွဲကျင်းခန်းခန်းနာနာကျင်းပပေးတဲ့အတွက်ကျွန်တော်တို့ကိုယ်စတဲ့ကရွှေသူကုမ္ပဏီမိသားစုကိုဒီတက်မှာကအကြီးပွားတိုးတက်ပါစေအများကြီးနှိရှည်ရေရှည်တည်တတ်ခံမြဲပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့တဆင့်ပြန်အောင်တဲ့လူတွေကိုဒီလိုမျိုးထိုက်ထိုက်တန်တန်ဂုဏ်ပြုတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်ကျွန်တော်တို့လည်းအမှတ်တရဖြစ်တာပေါ့ဟုတ်ကဲ့ရွှေသူကုမ္ပဏီဒီထဲမှာကအောင်မြင်ပါစေတိုးတက်ပါစေလို့ကျွန်တော်ဆန္ဒပြုပေးပါတယ်ဆုတောင်းပေးပါတယ်ကိုယ်စားလှယ်ကြီးများရဲ့ပုံမတောက်ပါမယ်အနာဂတ်ပုံမခိုင်မာမယ်လက်တွဲမှုတွေအတွက်3 2 1 cheers